Hello နန္ဒီပါဒါကတော့ဦးကတီတီစုကိုပေးတဲ့ blind box ကိုတပည့်ရ function လို့ယူပြီးတော့ဖောက်လိုက်ပါတယ် Okay လိုက်ပေါက်လေးပါဒါကကျတော့ logo ကထုတ်တဲ့ cosmetic blind box နော် heart lock ဒီ blind box ပါကဲဆိုစဖောက်တော့မယ် Okay Allez. Cosmetic blind box ပါ။ဘာလို့ကြမ်းလဲ။အိုးအများကြီးပဲ အများကြီးပဲလား အများကြီးပဲ ။ဝါးအများကြီးပဲ အတန်းတာပေါ့ ။ဟုတ်လေ။တန်ခုနဈေးလုံးလေးကြည့်ပူလိုက်တာ။ဒီမနေ့ပဲ။စားလေးပါအောက်ကပါလေးရဲ့ အဓိကတန်းမှုရေးကြီး တန်နေ တန်းမှုရေး တန်မှု ကြီး ရေးကြီးရဲ့ What's it This candy လား ဖတ်လိုက်လေ lip color yes ဟုတ်ပါအဲ့ဒါ lip color လက်ခန်းလေးလေးရဲ့ပြီးတော့ကြတော့ What's it ဒါ mascara လား mascara ဟုတ်ပါဘူး eyeliner သမီးရဲ့ဒီမှာပါတယ်လေစားပါတယ် သမီးမကြည့်ရသေးဘူး အော်ကြည့်လား eyeliner ပြီးတော့ပါလေအိုးအဲ့ဒါ dry skin dry skin ခဏရင်းနေသူရေးထားတယ်လေဟိုးဘောဆုံးက makeup spray makeup spray ပါဒါ spray ဒါ spray အများကြီးပါတယ်ဟို ကြည့်လိုက် gift color MMK give 8000ရယ် gift voucher 8000နှစ်ကတ်ဒီမှာလည်း16000ဖြစ်နေပြီရယ် အိုးဒါနဲ့ခန်းနေပဲနဲ့တူတယ် ကြည့်လိုက်ပါဦး light make light silky ဘာလဲ တေးလေးရဲ့အဲ့လိုစနှစ်ခုပါကြည့်လိုက်ဟုတ်ပါ lip ဒါ lip matte နောက်တစ်ခုပါသေးလား Oh my god ဟိုအရန်ကိုတန်နေရဲ့အရန်ကို ဒီမှာ jelly lip matte ပဲ velvet စွတ်စွာမနှမျိုးလဲရေးကြည့်ပါဦး 1 2 3 4 5မျိုး မကောက်လေ gift voucher နှစ်ခု အော်နှစ်ခု gift voucher နှစ်ခုစွတ်အကုန်လုံးတို့လေးချကြည့်လိုက်ဘယ်နှစ်ခုလဲလို့နော် gift voucher နှစ်ခုကွာဒီဟာရယ်ဒါလေးရယ်ဒီဘက်ကဒါလေးတွေရောအဲ့ဆိုရေးကြည့်လိုက်ဘယ်နှစ်ခုလဲ 1 2 3 4 5 6 ဟာခုနှစ်ခုတော့ 7ခုနကလားဒီဘက်ပေါက်ထဲမှာအများကြီးပဲထည့်ထားတော့အများကြီးပဲ ခုနှစ်ခုတော့ပါလား